အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Canva နဲ့ animation video လေးတွေဘယ်လိုလုပ်မလဲဆိုတာကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ကျမတို့ Canva လေးကိုရောက်ပြီဆိုရင် create ဆိုတဲ့ icon လေးကိုနှိပ်လိုက်ပါမယ်ပြီးတော့ရင်တော့ကျမက video လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ video ဆိုတဲ့ icon လေးကိုရွေးလိုက်ပါတယ်ဒီမှာဆိုရင် video အမျိုးအစားတွေအများကြီးရှိပါတယ်အဲ့မှာကျမက social media အတွက်အသင့်တော်ဆုံးဖြစ်တဲ့ mobile video ပေါ့နော်ဒါကြတော့ဒီ download video လေးကိုရွေးလိုက်ပါတယ်ဒါဆိုရင်တော့ကျမတို့ video စလုပ်ဖို့ page လေးကိုရောက်ပြီဖြစ်ပါတယ်ကျမ animation video လုပ်မဲ့ခေါင်းစဉ်လေးကကြတော့ယထာနဲ့ခီးသွားတဲ့ခေါင်းစဉ်လေးပေါ့နော်လို့ဆိုတော့ကျမကယထာနဲ့ဆိုင်တဲ့ element တွေရှာမယ်နောက်တစ်ခုကကြတော့ view နဲ့ဆိုင်တဲ့ element တွေကိုရှာပါမယ်element တွေကိုရှာဖို့ဆိုလို့ရှိရင်ကျမတို့ကဒီ paper ဆုံးမှာရှိတဲ့ element ဆိုတဲ့ icon လေးကိုသွားပါမယ်ပြီးရင်တော့ search လုပ်ပါမယ်ဒီမှာကျမကကောင်မလေးတယောက်ပေါ့နော်ယထာပေါ်မှာထိုင်ကုန်ပေါ်မှာထိုင်နေတဲ့ပုံစံလေးဆိုပြီးတော့ကျွန်တော်ကရိုက်ရှာထားတာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးဆိုရင်ဒီမှာ photo တွေရှိတယ် graphic တွေရှိတယ် video တွေရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်မဒီနေ့မှာ animation video လုပ်မှာဖြစ်တဲ့အတွက်ကျွန်မ graphic ထဲကိုရွေးမှာဖြစ်ပါတယ် graphic ထဲကိုရေးသွားပြီးဆိုရင်ဒီမှာထိုင်နေတဲ့ပုံစံလေးတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်မကတစ်ခုခုကိုကျွန်မရွေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်မပုံလေးတစ်ပုံရွေးလိုက်ပြီးဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်မစပြီးတော့ editing လုပ်ပါတော့မယ်editing လုပ်တဲ့ချိန်မှာကျွန်မကဒီဟာကို background မလိုချင်ဘူးပေါ့နော်အဲ့လိုဆိုရင် profile ရှင်းမှာကျတော့ဒီ background remover ဆိုတာလေးပါတယ်ပေါ့နော်အဲ့ဆိုတော့ကျွန်မကဒီ background remover ကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုရင်တော့သူကဒီမှာ background အနောက်က background တွေမရှိတော့ဘူးပေါ့နော်မရှိတော့ကျွန်မကစပြီးတော့ edit လုပ်မှာဖြစ်ပါတယ်ကျွန်မက train ဆိုတဲ့ element လေးကိုရှာလိုက်ပါမယ်ဒီ element ဆိုတဲ့ icon လေးနေရာမှာ search နေရာလေးမှာ train ဆိုတာလေးထည့်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာယထာပုံလေးတွေရှိတယ်ပေါ့နော်ဒီ graphic ဆိုတဲ့နေရာလေးကိုရေးထားပါတယ်ပြီးရင်ဒီမှာ arrow လေးရှိတယ်ပေါ့နော်ဒီ arrow လေးအနောက်ကိုသွားလိုက်မယ်ပေါ့နော်သွားလိုက်လို့ရှိရင်သူကလေဒီမှာ animation ဆိုတဲ့နေရာလေးရှိတယ်အဲဒီ animation ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကဒီ down arrow လေးကိုတစ်ချက်လေးနှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးရင်သူက2မျိုးရှိတယ်အဲ့မှာကျွန်မအောက်က animated ဆိုတဲ့တစ်မျိုးကိုယူလိုက်မယ်ပေါ့နော်ဒီလိုမျိုးရွေးလိုက်ပြီဆိုတာနဲ့သူက animation ဒီ icon လေးတွေပေါ့နော် animation photo လေးတွေပေါ်တယ်ပေါ့နော်ယထာ icon လေးကိုရွေးလိုက်မယ်ပြီးရင်တော့ယထာလမ်းကိုလည်းရွေးလိုက်ပါမယ်ယထာလမ်းရွေးပြီးသွားပြီဆိုလို့ရှိရင် site ကိုတော့အတိုးချဲလေးနဲ့ adjust လုပ်လိုက်ပါမယ်ဒီမှာကယထာလမ်းရဲ့အပေါ်မှာယထာပုံကိုရောက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ယထာလမ်းကို right click လေးတစ်ချက်နှိပ်လိုက်ပါတယ်နှိပ်ပြီးသွားရင် layer ဆိုတဲ့ icon လေးရှိပါတယ်အဲ့ layer ကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားရင်ကျွန်မကအနောက်ကိုပို့မှာအတွက်ကြောင့်မလို့ send to back ဆိုတဲ့ icon လေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ယထာလမ်းရဲ့အပေါ်မှာယထာကရောက်ရှိသွားပြီဖြစ်ပါတယ်ပြီးရင်ယထာကိုရွေးတဲ့ပုံစံလေးလုပ်မယ်ပေါ့နော်ရွေးတဲ့ပုံစံလေးကိုကြာတော့ကျမတို့ကယထာကို click လေးတစ်ချက်နှိပ်မယ်ပြီးရင်အပေါ်မှာ animate ဆိုတဲ့ icon လေးရှိပါတယ်အဲ့ဒီ animate ဆိုတဲ့ icon လေးနှိပ်ပြီးသွားပြီဆိုရင်သူကဘယ်လိုပုံစံ animation လုပ်မှာလဲဆိုပြီးတော့ဘယ်ဘက်ခြမ်းမှာပေါ်ပါတယ်ကိုလိုချင်တဲ့ပုံစံကသူပေးထားတဲ့ animation ထဲမှာမပါလို့ကျွန်မက create an animation ဆိုတဲ့အရာလေးကိုနှိပ်လဲပြီးသွားတဲ့ခါကျလို့ရှိရင်ကျွန်မတို့ယထာကညာဘက်ကိုရွေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ညာဘက်ကိုကလစ်လေးတစ်ချက်ဆွဲလိုက်တယ်ပေါ့နော်အဲဆိုရင်တော့ယထာကညာဘက်ကိုရွေ့သွားတဲ့ပုံစံလေးဖြစ်သွားပါပြီနောက်တစ်ခုကကြတော့ယထာစောင့်နေတဲ့ပုံစံလေးကိုရှာလိုက်တယ်ပြီးသွားရင်အဲ့ဒါလေးကိုလည်းထည့်လိုက်ပါတယ်ကောင်မလေးထိုင်နေတဲ့ပုံရဲ့အပေါ်လေးမှာကျွန်မကယထာကနေမြင်ရတဲ့ view လေးတွေကိုထည့်ချင်တာအတွက်ကြောင့်မို့လို့ view from train ဆိုပြီး element တွေမှာရိုက်ရှာပါတယ်ပြီးသွားရင်ယထာသွားနေတဲ့ animation ပုံစံလေးတွေကိုတပုံချင်းစီမှာလိုက်ထည့်ပါတယ် animation video မှာနောက်ခံအတန်လေးကိုလည်းထည့်ချင်တာအတွက်ကြောင့်မို့လို့ကျွန်မ TTF video နဲ့မှာ MP3 ထုတ်လိုက်တယ်ပြီးရင် Canva ထဲမှာအဲ့ဒီ MP3 ကို upload လုပ်လိုက်တယ်လုပ်ပြီးတဲ့ခါကျတော့ဒီထဲမှာ Canva ထဲမှာလာထည့်လိုက်ပါတယ်ပြီးသွားရင်ကျွန်မက animation video ရဲ့ခေါင်းစဉ်လေးကိုတက်လိုက်ပါတယ်ဒါဆိုရင်တော့နောက်ဆုံးမှာကိုလိုချင်တဲ့ animation video လေးကိုရရှိပြီဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်